Hello အမားတို့ရေရွှေစင်ပြင်သစ်စာအနာလေးတွေရောက်ထားတာလေးပြပေးမယ်နော်အပတို့ဘလို့ပြင်သစ်စာအနာကျိုးလေးတွေရောက်ထားပါတယ်သုံးဖို့တော့ဝက်ပြန်ပြီးတော့မှားထားတဲ့လူတွေအတွက်ပေးဖို့တော့ဝက်ပေါ့နော်လောလောဆယ်မှာတော့ရွှေစင်ကဒါလေးချုပ်ဝစ်ထားပါတယ်မကြည့်အောင်အနောက်ဆုတ်ပြတာလူမျိုးမြင်ရအောင်နော်လှနေရောပဲဒါဒီနေ့တစ်ပုံရိတ်ထားတဲ့ဟာပဲရှင်ပြီးတော့ဒီမှာဒီလိုလေးသူ့အလားကြည့်ဒါအဖြူပေါ့နော်အဖြူပြက်လေးဒါလေးကသူကဘယ်လိုကျိုးနဲ့တူလဲဆိုတော့ဒီဟာနဲ့တူပါတယ်ဒါလေးပါပကျူဒီကျိုးလေးနဲ့ပါဒါကလည်းပြားနဲ့သေးတယ်ဒီလိုပါဒီလိုကျိုးပါအခုရွှေစင်ချုပ်ဝတ်ထားတဲ့ကျိုးနဲ့တူတယ်ပေါ့နော်နည်းနည်းအနီးဆက်ဆုံးတူတယ်ဒါကကြတော့ဒီစာအပိုင်းပါနေတယ်ဒါကကြတော့ဒီနှစ်ဖက်လုံးအနားပါပါတယ်ဒီလိုမျိုးပါလက်မှာကင်ထားတာပြင်သစ်စာပဝါလေးပါဒီမှာဝိအရှိပဲဒီမှာသုံးကိုက်ခွဲလောက်ပါပါတယ်နော်ဒါလေးပါအမဲဟောင်အဖြူရောင်နဲ့အဖြူရောင်အမဲဟောင်အဖြူရောင်နဲ့ကဘန်းနေတယ်အခုဗာလဲပထမကရွှေစင်ပြောထားတဲ့ပြင်သစ်စာလေးအရင်ပြပေးမယ်ပြီးမှဘာတွေပါလဲဆိုတာထပ်ပြီးတော့ပြပေးမယ်နော်သုံးဖို့အတွက်နမူနာမှာထားတာရွှေစင်ပြပေးမယ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ထပ်မှာပေးမယ်နော်ဒါကကြတော့ပထမမှာထားတဲ့ဒီပြင်သစ်စာပေါ့နော်ဒီကလေးဒီလိုကျိုးလေးနေမလားနဲ့တော့ဒီလိုကျိုးလေးပါဒီလိုအသေးပေါ့နော်တလမကျိုးပါအဲ့ဒါကိုသူကဒီတစ်ထုပ်မှာဒီမှာနှစ်မြောင်းပါတယ်နော်နှစ်မြောင်းပါတာကိုဒီဘက်မှာ10ကျိုးဒီဘက်မှာ10ကျိုးအဲ့ဒီ10ကျိုးနှစ်ခုပါတာကိုမှသူကကြတော့ဒါဘယ်လောက်လဲ9000ခွဲပါတကြိုးမှာဒီမှာ3ကိုက်ခွဲလောက်ပါတယ်နော်တကြိုးမှာ3ကိုက်ခွဲဦးမှာကျိုး20ပါတာကိုမှ9000ခွဲပါပဲရှင်ကဲဒီဟာပန်းရောင်ပါတယ်ပြီးတော့အရင်မှာထားတဲ့အမတွေကိုပေးမယ်နော်အရင်မှာထားတဲ့အမတွေပေးပြီးတော့ပိုတဲ့ဟာကိုအခုထပ်မှာထားတဲ့အရင်အခုတတုတ်ရဲ့မှာထားတဲ့အရင်မှာထားတဲ့လူတွေပေးမယ်နော်ကျန်တာကြတော့ pre order ရပါမယ်ထပ်မှာပေးမယ်နော်ပန်းရောင်ရဲ့မိုးပြရရမယ်ပြီးတော့ကြက်ပေါက်လေးကကျတော့မှောက်လို့မရသေးဘူးဝယ်လို့လည်းမရသေးဘူးအဲ့ဒါလေးကမရသေးဘူးနော်ပြီးတော့အဖြူပြောချင်တာကအဖြူကကြတော့ဒီလိုမျိုး10ကျိုးပါတဲ့ဟာနော်10ကျိုးပါတဲ့ဟာတခါလေးပြမယ်နော်10ကျိုးပါတဲ့ဟာသူကဒီလိုနှစ်ချောင်းပါတယ်ခုနကဒါကကြတော့ဒီလိုတစ်လိုင်းပဲပါတယ်နော်ဒီလိုတစ်လိုင်းပဲပါတယ်သူကကြတော့ဒီလိုနှစ်လိုင်းပါတယ်အလယ်မှာဒီလိုညှက်ခွဲပြီးတော့နှစ်ချောင်းသုံးလို့လည်းရတယ်ပေါ့နော်ဒါလည်း3ကိုက်ခွဲကျိုးပဲအရှိပဲเนาะဒါလည်း3ကိုက်ခွဲကျိုးပဲသူကကြတော့10ချောင်းပဲပါတယ်ဒီလိုကျိုးကို10ချောင်းပဲပါတယ်ဒါပေမဲ့သူနဲ့အသားကသူကပိုကောင်းပါတယ်เนาะအသားပြောပြီးတော့ရှင်ကြည့်ပြီးတော့ပြောပေးတာเนาะဒါရှင်လည်းဒီတိုင်းပဲသုံးနေတာဖြစ်တဲ့အတွက်ပြောပေးတာဒီအဖြူသားကပိုကောင်းတယ်ဒါကကြတော့ဒီအဖြူလောက်တော့မကောင်းဘူးပေါ့ကွယ်ဒါပေမဲ့ပြင်သစ်စာအနာပဲပေါ့เนาะလှတယ်ထည့်လို့လည်းရတယ်အဲ့ဒါဦးမှာဒါကဈေးတစ်မျိုးဒီဟာကဈေးတစ်မျိုးဒါက6000ခွဲလောက်မသိဘူးရွှေစင်ပုံနဲ့ဒီဈေးနှုန်းနဲ့ကိုတစ်ခါထဲထပ်ပြီးတော့တွဲပြီးတော့ post တင်ပေးအောင်မယ်နော်ကဲထားပါတယ်မြန်ပြလိုက်မယ်နော်ဗီဒီယိုရှည်နေလို့ဒီဟာပါတယ်ပန်းရောင်ရှိအမဲရမယ်ဒီလိုထဲကအမဲရမယ်ပြီးလို့ရှိရင်အမဲရမယ်ဒီလိုတွေကအဖြူရမယ်ပြီးပန်းရောင်ရမယ်အမိုးရမယ်ဟုတ်ပြီနော်ပြီးရင်ဒီလိုဘဝအပြားကြီးကြီးလေးဒါလေးရမယ်ဒီဘဝအပြားကြီးကကျတော့ဒီဘဝကြီးပဲသုံးလို့ရတယ်မဟုတ်အင်ကြီးဖြတ်ချုပ်လေးရတယ်ကျွန်တော်တို့ကော့ဆက်တွေချုပ်လေးရတယ်ပြီးရင်ဒီလိုမျိုးခေါင်းလေးတွေချုပ်ချင်လဲရတယ်မဟုတ်ဘူးအခုပေါ်နေတဲ့ဘိုးသားလေးတွေနဲ့လည်းတွဲချုပ်လို့ရတယ်ပေါ့နော်အဖြူစွတ်ကြီးမဟုတ်ဘူးပေါ့နော်အဖြူပြက်လေးပေါ့ဒါလေးရအဲ့ဒါရမယ်ပြီးလို့ရှိရင်ဒီအညိုလေးရမယ်ဒီအညိုကရောင်စုံရတယ်နော်ဒီလိုမျိုးအညိုကျိုးကကြတော့ရောင်စုံရတယ်နော်ဒါလေးကရောင်စုံရတယ်ရှင်တဲ့အညိုပဲဝယ်ရလို့သူကကြတော့ဒီလိုမျိုးတစ်ထုံးလာတယ်ဒီလိုမျိုးကျိုးနော်သူက guide တ
တက်ဆက်တယ်နော်သူကတက်ဆက်တယ်ခုနကကျတော့ဂျိုးတစ်ဖြက်စီလာတယ်နော်3 guide ပြသူကတက်ဆက်တယ်15 guide ပါတယ်သူက15 guide ပါတယ်တထုံး15 guide ပါတထုံးအနည်းဆုံးတော့တထုံးတော့ယူပေးရမှာနော် guide ဖြတ်နဲ့ကြာရွှေတွေက guide ဖြတ်ရောင်းစားတာမဟုတ်တာဖြစ်တဲ့အတွက်ဒီတထုံးလုံးမှာပဲဝယ်ပေးလို့ရမှာပေါ့နော်အဲ့ဒါလေးပါတယ်ပြီးလို့ရှိရင်ဒီမှာလာတာဒီမှာအဖြူပဲဒါလေးပါဟိလာနေဒီနားလေးဆိုအခုရှင်ချုပ်ထားတဲ့ဟာလေးနဲ့တော့နည်းနည်းစင်သေးတယ်သူကစားပပလေးပါတယ်ဒီလိုမျိုးထည့်မလားအများကြီးပဲကြိုက်တယ်ထည့်သူလည်း15 guide ပါတယ်နော်သူလည်း15 guide ပါဈေးတွေကတော့ရှင်မသိသေးဘူးပုံနဲ့တစ်ခွက်ရေးနေမှာဟောဒီမှာကဲဒါကကြတော့ပြင်သစ်စာအနာသူကဒီမှာသူလည်းအကျိုးအရှိပဲနော်ဒါ3 guide ခွဲအစားတွေပဲနော်ဒါ3 guide ခွဲအစားတွေပဲပြီးလို့ရှိရင်သူကကြတော့ဒီမှာ2 line ဒီမှာ2 line ပါတယ်ပေါ့2 line ကိုဖြတ်သုံးလို့ရတယ်သူက1 line နဲ့ပဲအကြီးထည့်မလားဒါမှမဟုတ်လေဒီ1 line နဲ့တော့တော်တော်ကြီးနေဒီ1 line က2 လက်မခွဲလောက်ရှိတယ်1 line ကိုနော်2 လက်မခွဲလောက်ရှိတယ်ဒီ2ကြိုးပါတဲ့ဟာလေးပေါ့နော်သူကတစ်ထုပ်ကို10ချောင်းဒီ3 guide ခွဲ2 line ဒီ2 line တကြိုးမှာ3 guide ခွဲပါတာကို10ခုပါတဲ့ဟာတစ်ထုပ်ပေါ့နော်သူကတစ်ထုပ်နော်အထုပ်လိုက်ပဲယူပေးပါနော်ရှင်သင် guide ဖြတ်နေကြတော့အစင်မပြေလို့ပါနော်ဒါမဲ့ဒီလိုဟာကြတော့ဒီမှာတစ်ချမ်းနော်တယောက်တဝက်စီယူလို့ရတယ်ဒီဟာလေးတွေကြတော့10ကြိုးပဲပါတဲ့ဟာကြတော့တယောက်ကိုတထုံးပဲယူပေးလို့ရမယ်ပေါ့နော်10ကြိုးပါတဲ့ဟာတထုံးယူလို့ရတယ်ဒီနှစ်ခုပါတဲ့ဟာကြတော့တဝက်စီယူလို့ရပါတယ်ပြီးလို့ရှိရင်မရှိသေးလဲဆိုတော့ဒီမှာဘယ်ဟာရင်ပြမှာဒီမှာဒီကြိုးဒီလိုမျိုးနာကြိုးလေးဖြီးလိုက်မယ်ဖြီးလို့မရတော့ဖြီးတော့ဒီလိုမျိုးနာကြိုးလေးဒါကပဝါအနာတွေရေဒီနာအနာတွေခေါင်းဝအနာတွေဒါမှမဟုတ်ရင်မုံနာလက်အနာလက်ပင်နာအများကြီးထက်ဒါအကျိုးအကောင်အလှကျိုးနော်ရောင်းရလဲကွာဒီလိုမျိုးအဲ့လိုမျိုးဒီလိုမျိုးဘလင်းလည်းပါတယ် sequin တွေလည်းပါ crystal ဟုတ်ပါတော့ဒါပါခေါ်ဘောကျယ်လည်းပါတယ်အဲ့ဒါဟိုမှာသူကကြတော့အထုံးအကြီးယူစရာမလိုသူကကြတော့10 ခိုင်းလောက်ကစားယူလို့ရတယ်သူကကြတော့ခိုင်းဖြတ်နေပဲเนาะဒါအထုံးကြီးရှင်တဲ့အထုံးကြီးယူလိုက်တာအဖြူရစက်ပေါက်ရဲ့အဖြူရဲ့ရှင်တဲ့ယူခဲ့တယ်ဒါကကြတော့အယောင်ဆုံးရှိတယ်အယောင်ဆုံးရှိတယ်စက်သွေးရှိတယ်အညိုရှိတယ်ပန်းရှိတယ်အစိမ်းကြောက်စိမ်းရှိတယ်အဝါဖြော့လေးရှိတယ်ပန်းဖြော့လေးရှိတယ်အများကြီးပဲသူကအယောင်အများကြီးရှိရနော်ဒါပြီးတော့ဗာလဲဒီကျုံးလေးရှိတယ်ဒီကျိုးကြတော့ခလေးဆန်နေဆိုလို့ရှိရင်တော့ကြိုက်တဲ့လူတော့ကြိုက်ပဲเนาะမကြိုက်တဲ့လူတော့မကြိုက်တော့20ပေါ့နော်အဲ့လိုမျိုးအခုလိုမျိုးခေါင်းလေးချုပ်မချုပ်လဲကြိုက်တာချုပ်เนาะအဲ့လိုချုပ်လို့ရတယ်ပြေးပါရှိသေးလဲဆိုတော့ညောပြအောင်เนาะဒါကပဝါခုနကပဝါအကြီးเนาะမလို့ပြခုနကဒီပဝါအရှိเนาะခုနရွှေစင်ခြုံပြတဲ့ပွားဒီမှာဒီအပြားဒီပဝါအပြားကလည်း10ကြိုးပါတယ်10ချောင်းပါတယ်ဒီဟာ10ချောင်းပါတယ်အဲ့ဒီ10ချောင်းပါတာဟိုမှာတစ်ခုသူကကြတော့9ချောင်းခွဲယူလို့ရတယ်နော်ရှင်တဝက်စီလုပ်ပေးလိုက်မယ်ဒါ9ချောင်းခွဲယူလို့ရတယ်အဖြူနဲ့အနက်ရတယ်ပြီးရင်ဒီလိုကြိုးလေးတွေဒါအနက်ရောင်လေးဒီလိုကြိုးလေးပြင်သက်အနာလေးပဲเนาะဒီမှာလေအသားလေးအီလေးဒီလိုမျိုးလေးဒါကကြအောင်ဒီရောက်တော့ဒါကကြတော့10ခိုက်10ကြိုးပါတထုံး10ကြိုးပါတထုံးเนาะသူကဒီလိုမျိုးသူကကြတော့3ခိုက်ခွဲမပါဘူးသူကတခိုက်ခွဲပဲပါတယ်တခိုက်ခွဲကြော်တယ်เนาะသူကတခိုက်ခွဲကြော်တယ်ကျိုးပလေးဒါရမ်းလာတယ်ဒါပခုံးမှာဒီတိုင်းကျိုးပဲထဲမလားဒီလိုရင်ဘတ်မှာထဲမလားအဲ့ဒီအောက်နာလေးမှာထဲမလားကြိုက်တဲ့နေရာမှာထဲသူကတခိုက်ခွဲကျိုး10ချောင်းပါတထုပ်ပေါ့เนาะသူကဒါเนาะပြီးရင်နောက်ဒါလေးမလေးဒီဟာလေးဒါလေးလာတာဒါလေးပါဒီဟာကကြတော့3လက်မခွဲလောက်ရှိတယ်အပြားလေးကအခုခစ်စားနေတယ်ပိုးဖဲသားလေးတွေမှာလေအောက်နာတွေမှာလေမကြည့်အဝိုက်ကလေးတွေပြီးတော့ तू ကလေပြင်သစ်စာထက်ကိုနည်းနည်းထူတယ်နော်ဒီလိုမျိုးလေးတက်လားနည်းနည်းထူတယ်ပြီးတော့ तू အဝိုက်ကလည်း
လုံးဝတော့အနာတက်အဝိုင်းနဲ့လှတယ်ဒီလိုပြမယ်နော်လိုမျိုးလေးလှတယ်သူကကြတော့တကိုက်ခွဲပေါ့နော်တကိုက်ခွဲကြော်တယ်သူလဲ10ချိုးပါတထုပ်ပဲနော်အဲ့ဒါကိုပုံနဲ့စာနဲ့မဟုတ်ပုံရည်ဈေးနှုန်းရယ်တွဲပြီးတော့ရွှေတင်တင်ထားပေးမယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်လောဆယ်ရွှေတင်မှာပါတဲ့ရွှေတင်မှာထားတဲ့ထဲမှာပါတဲ့ပစ္စည်းကအကုန်ပဲပြီးမှထပ်ရတဲ့ဟာကြရင်ပြန်ပြောပေးမယ်ဒါမှမဟုတ်လဲဗလဲကိုလိုချင်တဲ့အလှကြိုးလေးပုံရှိတယ်ကွာအဲ့လိုပုံရှိတယ်ဆိုလို့ရှိရင်ဓာတ်ပုံလေးပြလိုက်ဒီဟာလေးရှာပေးလို့ရလားမေးလိုက်အဲ့ဆိုရင်ရွှေတင်တို့ရှာပေးပါတယ်နော်ရှာပေးတာနော်ရွှေတင်ပစ္စည်းလေးအများကြီးထိုင်မရအောင်ဒါကကြတော့ရွှေတင်အခုလိုမျိုးချုပ်ရင်ကြည့်မယ်နော်ဒါဆို guide 30ကျော်ကုန်တယ်ဒီစကတ်တစ်ခုကိုလေဒီစကတ်တစ်ခုကို guide 30ကျော်ကုန်တယ်ကွယ်အဲ့တော့ရွှေတင်3ရင်နဲ့ကြမ်းတော့လေအများကြီးကုန်တယ်ဒီဟာလေးဒီဟာတစ်ထုံးအချောင်း20ပါတယ်ကွယ်အချောင်း20ပါတယ်ဆိုတာအများကြီးသုံးလို့ရတယ် guide 80ပါတယ်ပေါ့3 guide ခွဲကိုအချောင်း20ဆိုလို့ရှိရင်35 guide 80ပါတယ်3 guide ခွဲတော့ကြော်သေးတယ်နော်ဒါဆိုလို့ရှိရင်ကြည့်အောင်3ပါလိုက်ဘယ်မှာပဲထည့်နော်အဲ့ဒါလေးတွေရပါမယ်အော်ဘကျူဒီမှာတစ်ခုကြံသေးတယ်ဒါဒါကကြတော့2ဆင့်အခုကွာဒါလေးကလက်တက်ပဲထည့်ချင်လားမကြည့်လက်လေးကိုပဲထည့်လိုက်မယ်ဒါမှမဟုတ်ဘူးကော့ဆက်မှာပြောင်းနေကော့ဆက်လေးချုပ်ချင်တယ်လိုမျိုးလေးကြိုက်တယ်လို့ချုပ်ွယ်သိတယ်မလားထောင်မှာပဲထဲကော့ဆက်မှာပဲထဲကြိုက်တယ်ဟာထဲအင်ကြီးမှာပဲထဲနော်ဒါလေးသူကကြတော့သူ့ရဲ့ရှင်တွေကဘယ်လိုကြည့်လဲဆိုတော့ဒီကျိုးတစ်ခုမှဆိုကိုဘယ်လိုသုံးလို့အဆင်ပြေလဲဆိုတဲ့ဟာကိုကြည့်ပြီးတော့ပဲကိုကြိုက်တဲ့ဟာလေးတွေပဲရွှေရဇာနာကျိုးတွေအများကြီးလာတယ်ဒါပေမဲ့ရွှေတင်ကြိုက်တဲ့ပုံစံတွေပဲရွှေတင်ဝယ်ထားတာအဲ့တော့ကိုရွှေတင်ကြိုက်တဲ့ဟာမှာပါပေမဲ့အမားတို့ကကြိုက်တဲ့ဟာလေးတွေရှိတယ်ဆိုလို့ရှိရင်ပုံလေးပြပြီးတော့ပြောပေးလို့ရတယ်နော်မှာပေးလို့ရတယ်ဒါပေမဲ့တထုံးကနေတော့အနေလေးစယူပေးရပါမယ်နော်ဒါဆိုလို့ရှိရင်မကြီး2လိုင်း3လေးဒီလိုင်းလေးကိုဒီလိုချွတ်ဖြတ်လိုက်တလိုင်းဒီအပားလေးနဲ့တွဲ3လိုက်အဲ့လိုလဲနှစ်ခုရသွားလေသိရမလားတကြိုးထဲမှာနှစ်ခုရသွားလေတွေ့လားဒါဆိုအလုပ်ဖြစ်တယ်လေတကြိုးထဲဆိုမတန်ဘူးလေသိလားတလိုင်းစီလေးခွဲ3လို့ရတယ်ကဲဒါဆိုလို့ရှိရင်ရွှေတင်ဝယ်ခဲ့တဲ့ဟာလေးကကုန်ပါပြီနော်မောရတာစကားပြောဝယ်ခဲ့တဲ့ဟာလေးကုန်ပါပြီကြံတဲ့ရွှေတင်မှာမပါတဲ့ဟာအမားတို့လိုချင်တဲ့ဟာလည်းရှိတယ်ဆိုလို့ရှိရင်ပေါ့နော်လာပြောပေးပါမှာပေးလို့ရပါတယ်အစင်ပြီးမှမှာပါရွှေတင်ကမရအောင်နော်မှာပြီးတော့တူဝယ်ပေးတာတစ်ချိန်လုံးရွှေတင်မှာနေလို့အားကြောင့်မို့လို့တူမှာတယ်လိုအပ်တဲ့ဟာရှိနေတခါတည်းဝယ်ပေးတယ်အားကြောင့်မို့လို့အစင်ပြေအောင်လုပ်ပါအားလုံးတက်တာပါနှစ်ဖြင်ကြားလို့ရှိရင်ဒီဈေးနှုန်းနဲ့ပုံနဲ့တခါတည်းတင်ပေးပါမယ်ရှင်တတာ